နာမည်ကတော့မဆန္ဒစုဖြစ်ပါတယ်။ဒီမှာကတော့ Sky Plastic ရဲ့ marketing manager ရာထူးနဲ့တာဝန်ထမ်းဆောင်နေဖြစ်ပါတယ်။ဒီမှာရဲ့လုပ်သက်ကတော့15နှစ်ကြာပါပြီရှင်။ Sky Plastic ရဲ့နေ့စဉ်ပြည်စီကံကြလေးကတော့နှစ်ပြည့်မာသူအောင်နှစ်ပေါင်းများစွာတိုင်းဒီစက်မကတက်တဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးကြပါရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမနာမည်မမျိုးမျိုးဖြစ်ပါတယ်ကျမ production ဌာနမှာ manager ဖြစ်ပါတယ်လုပ်သက်ကတော့20ကျော်ပါပြီ Sky Plastic အတွက်စုဆောင်းပေးခြင်းတာကတော့ဒီနှစ်20မှတိုင်နောက်နှစ်ပေါင်းများစွာတိုင်အောင်ဒီထက်မကတိုးတက်အောင်မြင်ပါစေလို့စုဆောင်းပေးခြင်းပါတယ် မင်္ဂလာပါကျမနာမည်ကတော့အေးစင်းဖြစ်ပါတယ်ခုလက်ရှိ manager ရာထူးနဲ့ Ross တို့မှာတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ် Sky Plastic မှာညီမတို့အမှတ်တရလေးတွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီအမှတ်တရလေးတွေထဲမှာမမေ့နိုင်တဲ့အမှတ်တရလေးတစ်ခုပြောချင်ပါတယ်လွန်ခဲ့သော9နှစ်လောက်ကငါတို့တွေစေးတိုက်ကတ်တွေညှင်းဖို့နဲ့နောက်ထပ်ကုမ္ပဏီခွဲတွေတည်ထောင်မှုအတွက် department head တွေအကုန်လုံးပြင်ဦးလွင်ကိုတွားခဲ့ကြပါတယ်အဲ့ဒီမှာညီမတို့ plan တွေရေးဆွဲခဲ့တယ်အဲ့ဒီရေးဆွဲခဲ့တဲ့ plan တွေအတိုင်းလည်းယခုလက်ရှိအခြေအနေမှာညီမတို့အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်အဲ့အတွက်ဒီ Sky Plastic ရဲ့အမှတ်တရလေးတစ်ခုဖြစ်နေရပါပြီဒီနှစ်20ပြည့်အတွက်စူတောင်းရတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ဝန်ထမ်းကောင်းတွေလည်းအများကြီးရပါသေးစေးတိုက်ကတ်တွေလည်းအများကြီးတိုးမြင့်နိုင်ပါသေးဝန်ထမ်းတွေကိုလည်းလာစာအများကြီးပေးနိုင်ပါသေးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီမနာမည်ကတော့ခိုင်တာလည်းဖြစ်ပါတယ်ဒီမကတော့ Sky Plastic ကုမ္ပဏီရဲ့ GC ဌာနမှာ GC Supervisor ရာထူးနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ရှင်ဒီမရဲ့လုပ်သက်ကတော့အခုဆိုရင်နှစ်ခွဲရှိပါပြီSky Plastic ရဲ့စတောင်းစကားလေးပြောပြပါစေနဲ့ညီမတို့ Sky Plastic 20ပြည့် anniversary မှာစာရေးနောက်နှစ်ပေါင်းများစွာတည်တိုင်အောင် Sky Plastic လုပ်ငန်းတစ်ခုလုံးညီမတီတာမကကဘာတဝမ်းထီတောင်ဒီထက်မကပိုပြီးတိုးတက်အောင်မြင်ပါစေလို့တောင်းပေးပါတယ်ရှင် ကျလာပါကျွန်တော်နာမည်ကိုတန်းလေးဖြစ်ပါတယ်လက်ရှိကျွန်တော် Sky Plastic Ross ဌာနမှာ supervisor ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ရဲ့လုပ်သက်ကတော့12နှစ်ရှိပါပြီ Sky Plastic ကိုကွန်ပျူတာကပြောချင်တာတော့ဒီအနှစ်20ကနေစပြီးနောက်နှစ်ပေါင်းများစွာဒီထက်မကတိုးတက်အောင်မြင်ပါစေလို့သူ့မောတောင်းပေးပါ မင်္ဂလာပါရှင်ကျမနာမည်ကတော့မဖြစ်ဆိုဖြစ်ပါတယ်ရှင်ကျမဝဲရောက်ဌာနမှာစူပါဗိုက်တာရာထူးနဲ့တာဝန်ထမ်းဆောင်နေတာပါရှင်ကျမရဲ့လုပ်သက်ကတော့ဆက်နှစ်ရှိပါပြီကျမရဲ့အမှတ်ရစရာကတော့ Sky Plastic စိတ်မှာမိသားစုလိုစီစီလုံးလုံးနဲ့ဒီလိုချင်းလောက်တာတော့အမှတ်တရပါရှင် Sky Plastic စူတောင်းစကားကတော့ဒီအနှစ်20မှာစ၍နောက်နှစ်ပေါင်းများစွာအတိုင်းစက်ရုံဒီထက်မကစက်ရုံခွဲတွေဖွင့်လှစ်နိုင်ပါသေးဝယ်ယူသုံးစွဲသူများများပြားပြီးတော့စက်ရုံကြီးတည်တဲ့ခိုင်နေပါသေးရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနာမည်ကတော့ပြပြကြီးပါ Sky Plastic ကုမ္ပဏီရဲ့မှာ Finance Department မှာဖြည့်အကောင့်ရာထူးနဲ့တာဝန်ထမ်းဆောင်နေတာပါလုပ်သက်ကတော့10နှစ်ရှိပါပြီရှင် Sky Plastic နဲ့အမှတ်တရတွေအနေနဲ့ကတော့ Sky Plastic ကဒီကရှင်းတဲ့ဆိုင်နဲ့သင်တန်းကျောင်းတွေပေါ့နော်အဲ့ဒီဥစ္စာတွေကိုညီမတို့ကိုသင်တန်းပို့ချပေးတယ်အဲ့ဒီအတွက်ကိုညီမတို့ရဲ့မှာဝန်ထမ်းတွေကိုပြန်ပြီးတော့ share လုပ်တာမျိုးတွေရှိပါတယ်ရှင်Sky Plastic အတွက်စူတောင်းပေးနေတာကတော့20ပြည့်မှာစပြီးဝန်ထမ်းကောင်းတွေအများကြီးရပါစေ။ရောင်းအားတွေလည်းအများကြီးပြီးတော့ကုမ္ပဏီခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့စူတောင်းပေးပါတယ်။တောင်းပေးပါတယ် မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မေမေလိုက်ဖြစ်ပါတယ်ကျွန်တော်ကတော့ logistics ဌာနရဲ့ဒေးကဲထုတ်ချက်ရတဲ့ဒီဓာတ်တွေဖြစ်ပါတယ် Sky Plastic မှာကျွန်တော်လုပ်တဲ့3နှစ်ခွဲရှိပါပြီ Sky Plastic ရဲ့20ပြည့် anniversary မှာမွေးနေ့စုမပေါင်းတောင်းပေးတင်တာကတော့20ပြည့်မွေးနေ့မှာနောက်နှစ်ပေါင်းများစွာတိုင်လုပ်ငန်းစဉ်ကြီးတိုးတက်ကြီးပွားပါစေကြောင်းမွေးနေ့စုမပေါင်းတောင်းပေးတင်ပါတယ် Happy birthday Sky Plastic birthday Sky Plastic Happy 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 birthday Sky Plastic